ဆရာတော်တွေ104ရက်မြောက်တဲ့နေ့မှာဗာဂျီးနီးယားမှာကောင်တီပေါ့မြို့နယ်တစ်ခုမှာအစိုးရဌာနမှာပဲသူတို့ညခွင့်ပေးပါတယ်မှာဆရာတော်ကနေတရားဟောပါတယ်စစချင်းပေါ့ဒေသဆိုင်ရာအစိုးရဌာနကလူကြီးတွေကနေပြီးတော့ကြိုးဆိုတယ်နောက်ပြီးတော့သူတို့ကဆရာတော်ပြောတဲ့အတိုင်းပဲဒီ America မှာရောကမ္ဘာပေါ်မှာရောငြိမ်းချမ်းရေးကတအားရေးကြည့်နေတဲ့အချိန်မှာဆရာတော်ကြွလာတဲ့အတွက်ကြောင့်မလို့ဆရာတော်လမ်းလျှောက်တာကိုလေသူတို့ကဒါလူမဲမာတင်လူသာကင်းကတစ်ချိန်ကဒီလိုပဲလမ်းလျှောက်ဖူးတယ်ပေါ့သူတို့ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ဖူးတယ်ညီမျှမှုအတွက်လမ်းလျှောက်ဖူးတယ်ဒီလိုပဲပေါ်တဲ့ဆရာတော်ကပေါ့ဒီလိုပဲအမေရိကန်မှာလမ်းလျှောက်တာအဲ့အတွက်ကြောင့်မလို့ဆရာတော်ပြောတဲ့တရားတွေပဲအဲ့ဒီအစိုးရဌာနလူကြီးကပြန်ပြောတယ်အားလုံးက unity ပေါ့စီယုံဖို့လိုတယ် compassion တူနဲ့တူမေတ္တာရှိဖို့လိုတယ်ပြီးရင် forgiveness ပေါ့ခွင့်လွတ်ဖို့လိုတယ်အတိတ်ကအကြောင်းတွေခွင့်လွတ်ဖို့လိုတယ်ပေါ့အဲ့အတွက်ကြောင့်မလို့တကယ်လို့ပေါ့ဒီပြည်နယ်မှာ3,6,200ရှိတယ်။နောက် Virginia တနယ်လုံးကကျတော့8.8 သန်းရှိတယ်။ American တနိုင်ငံလုံးကတော့348.3 သန်းရှိပါတယ်တဲ့ဒီလူတွေအားလုံးကဒီဆရာတော်တွေညွှန်ပြတဲ့အတိုင်းငြိမ်းချမ်းရေးဒီကိုတွင်းမှာရှိသည်အားလုံးကကိုတာဝန်ယူရမယ်ကိုစိတ်တွင်းငြိမ်းချမ်းမှုကို practice လုပ်ကြမယ်ဆိုလို့ရှိရင်ဒီနိုင်ငံကြီးကငြိမ်းချမ်းမယ်ပေါ့ကဘာကြီးကလည်းငြိမ်းချမ်းမယ်လို့ပြောသွားပါတယ်ပြီးတော့ဆရာတော်ကိုစုတစိတ်ပေါ့ဒီအထိတ်အမှတ်ပေါ့ဆရာတော်ကြွခဲ့တဲ့အထိမ်းအမှတ်အတွက်သူတို့ပြည်နယ်ကနေပြီးတော့မြို့နယ်ကနေပြီးတော့အတိမတ်ပြုကြောင်းတစိတ်ကိုချီးမြှင့်ပါတယ်နော်ကပ်ပြားကိုချီးမြှင့်ပါတယ်ပြီးတော့ဆရာတော်ဟောတာကိုပြောပြပါမယ်ဆရာတော်ကတော့ဒီလောက်အေးတဲ့အထဲမှာလာတာဘာကြောင့်လာကြတာလဲဘယ်ကလာကြတာလဲပေါ့ဘာဖြစ်လို့လာလဲဆိုတာအားလုံးကအကူအညီအလိုရှိနေတယ်ပေါ့အားလုံးကအသီးသီးခံစားနေရတယ်ပေါ့အဲ့ဒါဆရာတော်ပြောပါတယ်ပြီးလို့ရှိရင်ဒီအဲ့လိုငြိမ်းချမ်းခြင်းနဲ့ဆိုရင် effort ပေါ့အလုပ်လုပ်ရမယ်အလုပ်ပေးတရားပေါ့နော်ဘလို့တရားမှတ်ရမယ်အကြောင်းကိုလည်းပြောပြသွားပါတယ်အဲ့ဒါကျမဘာသာပြန်ပြပါမယ်ရှင် Good evening ပါတဲ့အားလုံးအေးလားတဲ့ခိုးလားတဲ့အဲ့တော့အရန်အေးတယ်နော်တဲ့အားလုံးပေါ့ဒီဌာနကနေပြီးတော့သူတို့ကိုပေါ့ဒီမြို့နယ်အကျိုးဆိုတဲ့လူကြီးများကိုကျေးဇူးတင်ပါတယ်တဲ့သူတို့စောင့်ရှောက်တဲ့ police ကိုလည်းနော်ရဲဌာနကိုလည်းကျေးဇူးတင်ပါတယ်တဲ့နော်ဆရာတော်ကပြောတာဒီမှာပေါ့ဒီမှာသာအိတ်ခွင့်မရခဲ့ရင်အပြင်မှာတအားအေးမှာတဲ့ဒါကြောင့်မို့ဒီအစဦးထဲမှာသူတို့ညအိတ်ခွင့်ရနားခွင့်ရတဲ့အတွက်ကြောင့်မလို့တဲ့နော်ကျေးဇူးတင်ပါတယ်တဲ့အပြင်မှာအရန်အေးတာကိုတဲ့104ရက်ရှိပါပြီတဲ့104ရက်ရောက်မြောက်သွားပါပြီတဲ့ဒီမှာရှိတဲ့လူတွေတဲ့ဘယ်သူတွေပေါ့ mindfulness ပေါ့အမတ်ပေါ့တရားမှတ်တာလောက်ကြလေတဲ့အဲ့တော့တော်တော်များတယ်ရှင်အားလုံးကတရားမှတ်တာလောက်ကြတယ်လို့ပြောတယ်အဲ့ဒီခါကျဆရာတော်ကမေးတယ်နင်တို့တဲ့တရားမှတ်တာလောက်ပြီးရင်နင်တို့တွေတဲ့ရင်ဖြစ်ပြီလားတဲ့ monkey mind ကိုတွေ့ပြီလားတဲ့ monkey mind မြောက်ကိုတဲ့ဖမ်းမိပြီလားတဲ့ဆရာတော်ကပြောပါတယ်သူကပြောတာတကယ်ပြေးနေတဲ့စိတ်ကို monkey လို့ခေါ်တာတဲ့ပြေးနေတဲ့စိတ်ကိုတဲ့မြင်ပြီလားတဲ့အဲ့ monkey ကိုမြောက်စိတ်ကိုမသိဘူးဆိုရင်နင်တို့လောက်တာမဟုတ်သေးဘူးပေါ့အဲ့တော့အမှန်မှဆိုရင်သိရမယ်သိပြီးလို့ရှိရင်ငါတို့စိတ်ကတစ်ချိန်လုံးပြေးနေတယ်ပေါ့အဲ့ဒါကိုသွားနေတာကိုကသိရမယ်သိပြီးရင်ပြန်ပြီးတော့ဖမ်းယူရမယ်တကယ်လို့တရားထိုင်တဲ့အခါမှာအကုန်လုံးနဲ့ငါတို့လည်းအဲ့လိုပဲအကြောင်းနေပြန်နေလေကဘာဖြစ်ခဲ့တာပြန်စဉ်းစားတယ်အဲ့ဒါရှောက်စဉ်းစားမိတယ်ငါမပြောလိုက်ရဘူးဘာဘူးအဲ့လိုစဉ်းစားမိတယ်အတိတ်ကအကြောင်းနေပြန်စဉ်းစားမိတယ်ဟာနောင်တရတာတွေဘာတွေဖြစ်တယ်အဲ့လိုမျိုးတွေအမြဲပဲတဲ့စိတ်
စိတ်ကထိုင်နေတဲ့အချိန်မှာတရားမှတ်တဲ့အချိန်မှာဖြစ်လာတယ်အဲ့ကြလို့ရှင်ကိုကဟိုတတိထားပြီးတော့ဟိုကိုကပြန်ပြီးတော့အမှတ်ငါတွေးနေတယ်ဆိုပြီးတော့အဲ့ဒါကိုဟိုစဉ်းစားရမယ်တဲ့ငါတို့ကတဲ့ဘာပဲလှုပ်တဲ့ဆရာတော်ကပြောတာကဆရာတော်ကပြောတာကငါတို့ရဲ့အုံနောက်ကကွန်ပျူတာလိုပဲတဲ့တစ်သက်လုံးကွန်ပျူတာလို့ပဲကျမတို့ကတစ်သက်လုံးဘာပဲမြင်ရကြားရအကုန်လုံးကွန်ပျူတာထဲမှာ data တွေထဲမှာ hard disk ထဲမှာဝင်သွားရတယ်ရှင့်အဲ့တော့ဝင်သွားတဲ့အခါကျတော့ကွန်ပျူတာကျတော့ format ပြန်ချလို့ရတယ် format ဆိုတာ eliminate ပေါ့အကုန်လုံးကိုဒီ data တွေကိုဖျက်ပစ်လို့ရတယ်ကွန်ပျူတာလူအုံနောက်ကတော့မရဘူးသူမွေးရဟာနေအခုထိမြင်တာတွေကြားတာတွေသိတာတွေက record တွေကရှိနေတယ်အဲ့တော့ဖျက်ပစ်လို့မရဘူးဒါတွေကတစ်ချိန်ချပြန်ပေါ်လာတယ်အဲ့တော့အဲ့ကြဘာလုပ်ရမလဲဆိုတော့ကိုကဟိုအမတ်လေးလုပ်ပြီးတော့ကို strong ဖြစ်အောင်ကိုစိတ်ဓာတ်ကိုပေါ့ခါရဲခိုင်မာလာအောင်ပေါ့တနေရာတဲ့ကို concentrate လုပ်နိုင်အောင်လုပ်တော့မှသူတို့တွေကအားနေသွားပြီးကိုအနှောက်အယှက်မဖြစ်တော့ဘူး။သို့မဟုတ်ဆိုဒါတွေကကိုတစ်ချိန်ပေါ်လာပြီးတော့အနှောက်အယှက်ဖြစ်နေမှာဖြစ်တယ်လို့ဆရာပြောပါတယ်။ Computer hard drive လို့ပဲတဲ့အားလုံးက record ဖြစ်နေတယ်တဲ့ format လုံးမှပဲ computer ပျောက်သွားမယ်။သို့တော်လည်းပဲလူတွေမှာဖြစ်တာတွေတော့ format လုပ်လို့မရဘူး eliminate ဆိုတာဖဲထုတ်ကိုတွေ့ကြုံရတာတွေကိုဒါကိုမေ့ချင်လို့ဖဲထုတ်ဖြစ်လို့မရဘူးအဲ့တော့ observe လုပ်ရမယ်ကြည့်ရမယ်အဲ့တော့အဲ့အတွေးတွေကပေါ်လာလို့ရှိရင်ရှုရမယ်အမှတ်ထားရမယ်ရှုရမယ်ပြီးတော့မှကိုကရှုတာခါတဲ့စိတ်ဓာတ်ကတန်မာလာလို့ရှိရင်ဒီအတွေးတွေဒီအတွေ့အကြုံတွေကကိုကိုလာပြီးတော့အနှောက်အယှက်မလုပ်တော့ဘူးเนาะကိုယ့်ရဲ့စိတ်ဓာတ်ကိုတန်မာအောင်လုပ်ရမယ်အဲ့ဒါနဲ့ချက်ချင်းတွေးမိပြီဆိုတာကိုကြည့်ရမယ်ရှုရမယ်နော်ကိုယ်စိတ်ကမဖြူစင်တဲ့အခါမှာရှိနေမယ်အဲ့တော့အဲ့စိတ်ထဲမှာ defilement ဆိုတာဒီအာယုန်တွေပေါ့အကုသိုလ်အာယုန်တွေကရှိနေမယ်အဲ့ဒါတကယ်လို့ကိုကကုသိုလ်အာယုန်ပဲပေါ့တန့်စင်တဲ့အာယုံပေါ့ထားအောင်ပေါ့ကျင့်ရမယ်ကိုတို့ရှိတဲ့စိတ်တွေပဲထားအောင်မှတ်မယ်ပေါ့အဲ့လိုနာသီဖျားမှာမှတ်မယ်ဆိုပြီးအမှတ်ကလေးနဲ့ထားလို့ရှိရင်เนาะအဲ့မှာငြိမ်ချမ်းသွားမယ်ဒီအနိဋ္ဌာယုံတွေကိုမစင်စားမိတော့ဘူးเนาะဒီအာယုံတွေကိုမစင်စားမိတော့ဘူးကိုယ်အနှောက်အယှက်မပေးတော့ဘူးနင်တို့တွေငါတို့တန်ဃာတော်တွေကနင်တို့မြို့နယ်ကိုငိမ့်ချမ်းရေးယူလာမယ်လို့မမျော်လင့်ပါနဲ့เนาะယူလာမယ်လို့မမျော်လင့်ပါနဲ့ငါတို့ကနင်တို့ကိုလမ်းပဲပြမှာပါငါတို့ကလမ်းလျှောက်ဆက်လျှောက်မယ်ငါတို့လျှောက်တာကနင်တို့ကိုပြချင်တာနင်တို့ကိုတော့ပေးချင်တာလမ်းပြချင်တာနင်တို့ကိုငါတို့တော့ပေးခဲ့မယ်အဲ့တော့အားဆိုလို့ရှိရင်နင်တို့ရင်ထဲမှာရှိတဲ့ငိမ့်ချမ်းတဲ့ပေါ့ငိမ့်ချမ်းမှုကိုဖွင့်ပါနင်တို့အသီးသီးရဲ့ရင်ထဲမှာငြိမ်းချမ်းတာတွေရှိတယ်เนาะမေတ္တာတရားတွေရှိတယ်အဲ့ဒီတော့ကိုဖွင့်ပါအဲ့တော့ကိုပေးခဲ့မယ်လမ်းစဉ်ကိုပြခဲ့မယ်အဲ့တော့နင်တို့အသက်ရှူပါเนาะရှူသွေးမယ်ရှူထုတ်မယ်เนาะအဲ့နီးနဲ့နင်တို့တွေက awareness ပေါ့အမှတ်ရှိဖို့ကိုဘဝမှာအမှတ်ရှိဖို့လေးဝင်သွားတယ်ဆိုလဲသိမယ်ထွက်တယ်ဆိုလဲသိမယ်အဲ့တော့ဆရာတော်ကအဓိကလေငါတို့နင်တို့စီလာလို့ငါတို့ငိမ့်ချမ်းရေးယူလာတာမဟုတ်ဘူးเนาะငါတို့ကနင်တို့ကိုလမ်းပြတာ path ပေါ့ကျမတို့ကြတော့မြတ်စွာဘုရားမက်ကင်ဆိုတာလမ်းစဉ်ကိုပြတာတော့ဆိုတာကီးပေါ့ကီးဆိုတာဘယ်လိုလုပ်ရမလဲအဲ့ဒါဆိုဆရာတော်ကနင်တို့ကိုကီးပေးခဲ့မယ်အဲ့ကီးလေးနဲ့ဖွင့်ပြီးတော့ကိုရင်ပတ်ထဲမှာပေါ့အဲ့ဒါကိုရှုတဲ့ခါကျတော့ဒီမဟုတ်တာတွေဖြစ်ခဲ့တာတွေအတိတ်ကအကြောင်းတွေအခုကောင်းဒီနေ့ပဲဖြစ်ခဲ့တာအဲ့လို
အာယုံနေမကောင်းတဲ့အာယုံနေဝင်လာမယ်ကိုကနောင်တရတာတို့ဘာတို့အတိတ်ကိုအနာဂတ်ဆိုပူပင်အဲ့ဒါတွေကိုဖယ်လိုက်လို့ရှိရင်ကိုကငြိမ်းချမ်းသွားမယ်เนาะကိုရင်ထဲမှာငြိမ်းချမ်းသွားမယ်အဲ့ဒီတော့ကိုပေးခဲ့တာပါတဲ့ဆရာတော်က